အကြမ်းဖက်အေး terrorist ကိုထိန်းချုပ်နေတဲ့လူသက်သမားရဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်အခုဗမာတွေတောင်မှဗိုလ်ချုပ်ဆိုပြီးခေါ်နေကြတဲ့ထွန်းမြတ်နိုင်ကိုငါတို့ကတော့ခေါ်လို့မရဘူးငါတို့အတွက်ဗိုလ်ချုပ်ဆိုတာဗိုလ်ချုပ်အောင်ဆန်းပဲရှိတာကျန်တဲ့ဘာဗိုလ်ချုပ်ကိုမှငါတို့မသိဘူးထွန်းမြတ်နိုင်ကပြောတဲ့မြန်မာနိုင်ငံကိုဗမာတွေပဲတက်တက်အုပ်ချုပ်နေတာလေတက်တက်ဗမာလူမျိုးတွေပဲတတရရနေနိုင်တာလေမြန်မာနိုင်ငံထဲမှာသူတို့မနေရဘူးတဲ့ကျွန်တော်ကတော့ဗမာမဟုတ်ဘူးဗမာမဟုတ်ပေမဲ့ဗမာတွေရဲ့အကြောင်းကကျွန်တော်ကသိတယ်ထွန်းမြတ်နိုင်ကိုကျွန်တော်တခုလောက်ပြောကြည့်နေအညာဒေသတွေမှာတစ်ခါသွားပြီးတော့နေကြည့်လိုက်အခါတွေးမယ်ဗမာတွေနေတဲ့နေရာကဘယ်လိုလဲဆိုတာရခိုင်နဲ့မကွေးနဲ့နီးတယ်မကွေးမှာသွားကြည့်လိုက်ဘယ်လိုနေရလဲဆိုတာဗမာတွေစကိုင်းမှာသွားကြည့်လိုက်လူတွေကဘယ်လောက်ဒုက္ခရောက်နေလဲနေစရာမရှိနေဖို့အိမ်မရှိဘူးတနက်စားရရင်တနက်အငန်းနေတာတပုံကြီးပဲတစ်ခေါက်တော့သွားကြည့်လိုက်ခမရခိုင်ပြည်နယ်နဲ့ရင်ကုန်နဲ့သွားပြီးနိုင်လို့မရဘူးရင်ကုန်ဆိုတာကမြန်မာနိုင်ငံရဲ့မြို့တော်မြန်မာနိုင်ငံရဲ့ capital city နေပြည်တော်ကဟိုမနေ့တနေ့ကပဲဖြစ်လာတာခမမသိတာမဟုတ်ဘူးခမအကုန်သိတယ်ခမပညာတဲ့တယောက်ခမမသိစရာအကြောင်းတော့မှမပေါ်ဘူးဒါပေမဲ့ခမကတော့သိရင်လည်းမသိအောင်ဟန်ဆောင်ပြီးနေမှာဘာလို့လဲဆိုတော့ခမမှာအကြောင်းပြချက်တစ်ခုလိုတယ်အကြောင်းပြချက်ကစစ်အာဏာရှင်ကငါတို့ကိုဖိထားတယ်ဆိုတဲ့စကားကိုပြောတယ်ခမတယောက်တည်းကိုပဲစစ်အာဏာရှင်ကဖိထားတာမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့လူမျိုးတိုင်းကိုစစ်အာဏာရှင်ကဖိထားတယ်ခမကတော့အရာရာအားလုံးနားလေပြီးသားပဲကျွန်တော်ကသိပါတယ်ခမကတို့ရခြုံထားစော်ဝင်ပလွေပါ